Hello အားလုံးပဲမင်္ဂလာပါ Facebook ကနေဝင်ငွေချမ်းချင်တဲ့သူတွေအတွက်နည်းလမ်းလေးပြပြပေးပါမယ် Facebook ကနေဝင်ငွေရဖို့အတွက်ထဲဝင်ပါမယ်မိမိ Facebook profile နေရာထဲကိုဝင်လိုက်ပါ Dashboard ဆိုတာကိုနှိပ်ပြီးတော့ဝင်လိုက်ပါဒီနေရာမှာညာဘက်ကိုနည်းနည်းဆွဲပြီးတော့ monetization ဆိုတဲ့နေရာကိုနှိပ်ပါမယ် Online monetization ဆိုတဲ့နေရာကိုနှိပ်လိုက်ပါဒီနေရာရောက်လာရင် TS ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဒီနေရာမှာ Online monetization အောင်ဖို့အတွက်မိမိတုံးပြနေတဲ့သူဟာအသက်16နဲ့ပြည့်ရလို့ဖြစ်ရပါမယ်ဒုတိယနေရာကမိမိနေထိုင်တဲ့နိုင်ငံကဝင်ငွေရှာလို့ရတဲ့နိုင်ငံဖြစ်ရပါမယ်နောက်တစ်ခုကမိမိ profile ကရက်30အတွင်းအသုံးပြုပြီးသားဖြစ်ရပါမယ်နောက်တစ်ခုကတော့ရက်90အတွင်းမှာဝီရဲ့ဗီဒီယို3ပုဒ်ကိုတင်ရပါမယ်နောက်တစ်ခုကတော့ follower 1000ပြည့်ရပါမယ်နောက်ဆုံးတစ်ခုကတော့28အတွင်းမှာ view က3သိန်းခွဲရှိရပါမယ်ဒီလိုမျိုးပြည့်သွားပြီဆိုရင် online monetization ပွင့်ပါပြီဖြစ်သွားပါပြီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like share follow subscribe လေးတော့ခဲ့ပေးပါအောင်နော်အားလုံးပဲဘိုင်ဘိုင်မှာနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်နောက်လည်းနည်းလမ်းကောင်းတွေကိုအမြဲတမ်းဆက်ပေးမှာဖြစ်လို့ကျွန်တော် channel လေးကိုလည်း follow လေးနဲ့နှိပ်သွားပေးခဲ့ပါအောင်နော်အားလုံးပဲဘိုင်ဘိုင်မှာ